လောက်ပါနဲ့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 အိမ်မနေရပဲအိမ်မကြီးမကောင်းလိုက်တာခွေးရရလဲအေးခုနကမူရအေးရဟာဘာလို့နေတွေ့ရလဲဘယ်သူနဲ့တွေ့ရလဲငါဟာဒီငါပလိန်းဆွဆွဲနေတာငါခုမှအဲ့ရနိုးလာတာဘာနေရောဟဲ့ငါရှင်းပြနေနားထောင်ဟဲ့ဟဲ့ကွာချီလေအဆင်မပြေပါဘူးကွာဒီရင်းပါလေမေးကြည့်အောင်ဘာဖြစ်ဖြစ်နေမှမသိဘူးဒါဘီတားရီ ဟာရော ဟာတားရီ ဟောဝမ်းသာတယ်ကွာ အဲ့ခုမှတွေ့ရတယ်ကွာငါပြေဟာဘာဖြစ်တာလဲဘာဖြစ်တာဒီနေ့ကဟိုးတုံးနဲ့ဘာဖြစ်တာဘာဖြစ်တာပြောပြဘာဖြစ်လို့လဲဘာဖြစ်လို့လဲဟေးဘာဖြစ်တာမင်းကဘာဖြစ်လို့လဲပြောပြပါဦးလို့ဘာဖြစ်လို့လဲပြောပြပါဦးဘာဖြစ်လို့လဲစီမံပြေးတဲ့ဟာဘာဘလို့ပါရစီမံပြေး ဟာရောကောင်းလိုက်လားရောမင်းအရင်ကလမ်းမမှာလိုက်ပြီးခိုးစားနေတဲ့ကောင်ဟဲ့ရောဟဲ့ရောကြီးရှိုးရှိုးဒီမှာဟာတိုက်အားကြတယ်ကွာရှိုးရောမင်းဒါဘယ်လိုဖြစ်သွားလဲကွာနေချင်းညကြီးကြီးဟာ ဒီလိုပဲလေကွာ ဟောဒီနေ့ရှိပြောပါဦး ဒီနေ့ကရှိတယ်မင်းကပြောပြလိုင်းပေါ်မှာစစ်ရရ ဟာအစ်စ်တွေပဲဝယ် ကြိုက်ကြည့်လို့ရလား ကြိုက်ကြည့်လို့ရတယ်ကြိုက်ကြည့်လို့ရတယ်ဖြဲကြည့်လို့ရတယ် ရှုံသွားတာပေါ့မကြည့် ဆောင်းပါဦးသူတွေတောင်းပါ အေးငါပြောပြ မင်းကလည်းငါ့ဖုန်းလေးပါတော့မဆက်ဘူး ဒီလိုပဲကွာအလုပ်တွေရဆိုစီးပွားရေးရဒီမှာအစင်ပြီးအားတွေအစင်ပြီးတော့ကွာအလုပ်တွေရှုပ်တော့မျိုးမှာဆက်လို့မရဘူးအေးငါပြောရမယ်ဘာမှစိတ်မနေနဲ့မင်းတို့အကုန်လုံးအစင်ပြီးသွားတယ်အခြေကိုစီးပွားရေးအိမ်တော်ရေးအကုန်လုံးစားရအကုန်လုံးအစင်ပြီးသွားစီရမယ်အေးငါလိုင်းပေါ်မှာတွေ့ရှုပ်တယ်အေးစီးစမ်းတော့ပြီ အားကောင်းမှာစိတ်တူကြီးနေနေ ငါလိုင်းပေါ်မှာတွေ့ရတယ်လေဒီမှာမင်းကပြဒီမှာအကုန်လုံးမှလှုပ်ထားလူတွေနဲရမဟုတ်ကြည့်အကုန်လုံးစီးပွားရေးရောအိမ်တော်ရေးရောအခြေရောဓာတ်ရိုက်တက်စင်အကုန်လုံးလှုပ်လို့ရတယ်ဒီမှာ အေးကွာတော်တော်ဆုံးတာပဲကွာ တော်ဆုံးတယ်သူနဲ့လှုပ်ကြည့်တာအကုန်လုံးအဆင်ပြေနေရမယ်ကွာဆဆရရယုံကြည်စိတ်ချရတယ်သူနဲ့ မင်းသူရှိမှလောက်တာ သူဒီမလို့အကုန်လုံးအဆင်ပြေ ချီလေးလုပ်ပြီးပေါ့ အထူးအစီမံဆရာဖုံးမင်းဆန် အကူလိုက်တော့ကွာအကုန်လုံးအဆင်ပြေနေရတယ်နေညညပြောင်းလဲသွားစီရမှာကွာ အေးကွာမင်းပြီးတော့လေ ဆရရအကုန်အဆင်ပြေနေရမှာ တမ်းအေးခဏနေပါဝေးလေးလားဝေးလေး โอเคဒီတော့လဲတော့တင်တော့ စီးပွားရေးကလည်းဘာလုပ်အဆင်မပြေပါဘူးဒီရပိုင်းတွေကန်နေဘလို့ညက်နေလည်းမသိဘူးဘေးရင်မေးအောင်မှာပဲဟယ်လိုမော်ခုလာနေပြီမမကြိုက်တာယူထားပြီအကုန်လုံးမမကြိုက်တာယူထားရင်အကုန်လုံးဝယ်ပြီးမယ်နော်ငွေကြီးရခြေတလုံးမွေးပဲမောင်းတော့ကမမကြိုက်တာယူထားဟုတ်ပြီဒါနေပြီနော်ခုလာနေပြီမရှိဘူးလားမေကြီးမတွေ့တော့ကြာပြီတိုင်းဟေးရေးလားပိန်သွားရနော် မပြေပါဘူးတိုင်းစီးပွားရေးတွေလည်းကြနေလည်းမကောင်းလေမင်းတို့စေရအောင်ကိုအောင်ကြိုင်တော့ဆုံးသွားရှာပြီ စိတ်မကောင်းကြရတယ်မေကြီးရဲ့ကြားရတယ် ဟဲ့ငါသားရွှေရင်ငွေတွေပတ်စံနေအဆင်ပြေလိုက်တာ အဆင်ပြေသွားတယ်ဒါအရင်အခုတော့အရင်ဆရာကောင်းတမကောင်းတွေအကုန်လုံးအဆင်ပြေသွား ဟဲ့ဆရာကောင်းသမားကောင်းဆိုပြောပါဦးဘယ်လိုဆရာမျိုးလဲ ကျွန်တော် line ပေါ်တွေ့တာ
လိုင်းပေါ်က လိုင်းပေါ်ဟုတ်တ အဲ့ ယ် ဘလို့ဆရာတော့ဘီးရင်ဆရာလား ဒီနေ့ဆရာမို့တော့စီမန်ဆရာဖုံးမင်းဆန်သူနဲ့အကုန်လုံး direct တက်စင်အကုန်လုံးစီးပွားရေးရောအိမ်တော်ကြီးရောအချီရောအကုန်အဆင်ပြေသွားကြတော်တော်ကောင်းတဲ့ဆရာသမားတွေ အစီအမှန်ဆရာ ဆရာဖုံးမင်းဆန် အစီအမှန်ဆရာဖုံးမင်းဆန် ဟုတ်တယ် အော်အဲ့ဒါရိတ်ရှာလိုက်ရင်ရလား ရိုက်ရှာလိုက်တွေ့တယ်အမ TikTok မှာလည်းရှိဟုတ်တားဆိုလို့ရှိရင် TikTok ရင်လာ line ပေါ်ကရိုက်ရှာလိုက်တာ အော်ပေးတွေမှာလေးရှိတယ် ပေးတွေမှာလည်း အော် TikTok မှာလေးရှိတယ်ပေးတွေလည်းရှိတယ် Facebook တွေလည်းရှိတယ် TikTok ပေါ့ တွေလည်းရှိတယ်ဟုတ်တယ် အော်အေးဖုန်းနံပါတ်ကိုရှိလား ငါဖုန်းနံပါတ်လည်းရှိတယ်သူက TikTok အကောင့်မှာသူအောက်မှာချပေးတာ အေးဟဲ့ငါသားရွှေတွေးလဲငွေတွေးလဲနဲ့ဆရာကောင်းတမန်ကောင်းရထားတာပေါ့ ဟုတ်တယ်ဆရာကောင်းတမကောင်းဒါလည်းတွေ့ထားတယ်အကုန်လုံးအခုမှလည်းအကုန်လုံးဆင်ပြေတာအရင်ကဘလို့မှဆင်မပြေကြ ဟုတ်တယ်လေနေ့အမိလည်းအရင်နှစ်တုန်းကနေမကောင်းငါသားစီးပွားရေးလည်းမကောင်းအခက်အခဲတွေဖြစ်တယ်ဆိုပြီး ဟုတ်တယ် အမိကြားမိသေးတပါ ဟုတ်တယ်အရင်ကတောင်းဆိုဘာမှမလုပ်နိုင်အခုမှဆရာကောင်းတမကောင်းတွေ့သွားမှဒီလိုဖြစ်ကုန်တာအကုန်လုံး ကောင်းလိုက်တာတာရဲ့အမိလည်းစီးပွားရေးတွေကြလူမှုရေးတွေအစင်မပြေမင်းတို့ရဲ့ဆရာကြီးလေးစုံဆိုတော့ဘာမှအစင်မပြေပါဘူးကွယ် စိတ်ကောင်းကြတယ်ဒီလေ အခုလည်းအခက်အခဲဖြစ်နေတာလေစေကန်းပြောင်းမှုသွားတာငါသားနဲ့တိုးတာပဲဆရာကောင်းတမကောင်းကြီးပြောပြအောင်ခုနကတားပြောတဲ့အစီမန်ဆရာဖုံးမင်းဆန်ဟုတ်လား ဟုတ်တယ်အာမေကြီးချောင်းနေစိုးနေတယ် စေကန်းတောင်းမှုလာတာလေတားနဲ့လမ်းမှာတိုးတာပဲ အာအဲ့ဒါစိတ်ကလိုက်ကြမယ်ဒီတစ်ခါခေါ်လိုက်မယ်ခေါ်လိုက်မယ် အော်ရပါတယ်တား ရ ရဲ့ ပါတယ်စိတ်ပြီးပါတယ်ခေါ်လိုက်မယ် ပြီးပါတားရဲ့တားပြီးပါငါသားတွေចောင်းသားဘဝတွေကမိကြီးရှိမှတင်တန်းတွေတက်ပြီးစူးစမ်းခဲ့ကြတာအခုတော့မိကြီးကိုခရိုနာမိကြီးဝမ်းတာပါတယ်တားရဲ့ တခုလိုက်ကြည့်မယ်လေတာဟိုးမရထား အော်မစားလို့ပါဘူးတားရပါတယ် အခုမှတွေ့တာပဲ ဒီတားကိုစားရတာဖုန်ကြီးလို့တက်ရှိပါစီတော့ကန်ကောင်းပါစီစီးပွားလက်လက်ပတ်တီပြေပါစီကွယ်ကလေးကြက်လိုက်ဟဲ့တိုင်းဟဲ့နင်တို့တွဲပြနေတုံးလား ဒီလိုအမေကတော့ချောင်းတော့ပုံစံမျိုးဆိုတော့ဒီအစီပြေသွားပြီ အမလီ စင်ပြေသွားပြီ ဒီမှာ ရှင်းတယ်လဲငွေတယ်လဲနော် တိုင်းငါသားပြောတယ်အထူးအစီမံဆရာဖုံးမင်းဆန်တွေးလိုက်တာလိုင်းပေါ်မှာလေ तू ဟောပြီးနေပြီဒီကခေါကမီကြီးကဘဝပြမတက်အတာကို तू ကူညီလိုက်တာဟဲ့ तू လည်းတာကိုကူညီရတော့အခြေရေးစင်ပြီလား ဒီကောင်လည်းကြောက်ကူညီတာ အခုအခြေရေးစင်ပြီလားဟဲ့ဟိုတနေ့ဖိစာပို့လိုက်တယ်ငါသား โอเคပါရေခုနမနေ့ကပို့အောင်ဖိတ်တာကောင်မလေးနဲ့ပြန်ပြီးတော့ဒါဖြစ်တာပေါ့ အစင်ပြေသွားတာအော်အေး တော်တော်အစီပြေသွားတယ်သူကောင်းလို့ပေါ့နော် အေးအဲ့ဆို तू ပြောတဲ့ဆရာဖုံးမင်းဆန်အထူးအစီမံဆရာတကယ်ဆွမ်းလာတယ်တကယ်ဆွမ်းလာနော်အခုတားအချီလည်းအစင်ပြေတာပေါ့ ပြီးသွားပြီတော့စီ ငါသားကတော့ပြောနေကြမလို့စီးပွားရေးကတောင်းတောင်းကြီး သူကပြောကြပြီတော့တောင်းတဲ့ပုံစီပြီ ဟုတ်ပါအခုဆိုရင်ကားရှိုးတော့မှဖွင့်တော့မှသူ ဖဲတော့မကြတော့ရှူရဒီကောင်ရှူရ တကယ်ကြီးစုတင်တယ်အမေနဲ့ဘလို့တွေ့လဲဆိုတော့တားပြောတော့ဆရာဖုံးမင်းဆောင်အမေလိုင်းပေါ်မှာရှာလိုက်တာသူကအမေကိုနိနန်ကြီးရရလေးချိန်ခိုင်းနေကွယ်ပြီးတဲ့အခါမှာဘလို့ပုံစံလေးတွေလောက်ကမလဲဆိုတော့ပြောတဲ့အခါမှာအမေကတော့ညံပူစောကတော့ပူစောရတာပေါ့ဒါပေမဲ့ဆရာပင်နိပရဲမှာဘာလို့ပင်နိပရဲမှာဘာလို့ဆိုတော့အမေလုတ်လိုက်တဲ့အချိန်မှာတစ်ပတ်အတွင်းတစ်လအတွင်းအကျိုးပေးတာတော့တီတီလဲပေါက်တယ်တော့ပြီလားပြီးတဲ့အခါမှာအမေစီးပွားရေးလဲစိုင်လေးအဆင်ပြေလာတယ်တားတို့ကိုလေအဲ့ဒါကိုကျေးဇူးတင်နေနေမုတ်ကျွေးမလို့ဖုံးဆက်မလို့အခုတိုးတာပဲ အခုစားတော့ပဲ ပုံစားအဲ့ဒါနေအောင်ဆရာဖုံးမင်းဆန်ကသူကမန္တလေးကတယ်ဟုတ်လားတာ ဟုတ်တယ် မန္တလေးမှာသူဖုံးနေလေလိုက်ဝင်ပြီးတော့ VC လေးပြောလို့ရတယ်နော်ပြီးတော့နေနန်ဒီပါတီတေချာပြောရင်အကျိုးထူးတယ်လို့လည်းပြောတယ်နော်ဗရိတ်တဆင်ကောင်းတယ်လို့ပြောတယ် ကောင်းတယ်မန္တလေးကအထူးအစီမံဆရာဖုံးမင်းဆန်ကဲမပဲအမေတို့တွေအောင်မြင်သွားတော့တယ်ငါသားအချီလည်းအောင်မြင်တယ်ငါသားစီးပွားရေးလည်းအောင်မြင်တယ်အမေရဲ့စီးပွားရေးလည်းတက်လာဟဲ့အေးပြောပါအောင် ဟယ်လိုဟုတ်ပြီကိုပြောနေတယ်တနေ့ချင်းနဲ့ဒီမှာလေးဒီကျောင်းတော့ကိုကဒီလေးပြန်တွေ့လို့မွေးလာနေတယ်အခုစားလေးပြောနေတယ်ဟုတ်ပြီကိုပြန်ကြတော့လာမယ်နော်အဲ့မှာ
ဒါတော့ဆင်ပြေနေတယ် အချီကြီးကအဓိကပဲလေဆရာကလည်းစွမ်းလိုက်တာအဓိကတော့ तू ကကောင်းကောင်းလေးတရိပ်တက်စင်လုံးလိုက်ရင်အဆင်ပြေတာပါနော်ပြီးတော့အချီကြီးကလည်းတကယ်စွမ်းနေလို့ပြောတယ် तू ကဂျားသုံးဂျားအချီကြီးတွေပြီးတော့မိန်းမယောက်ျားမိန်းမဘလို့အချီကြီးပဲမဆိုဆရာကအထီအမှန်လေးနဲ့တေချာဟောပြောပြီးဇက်နဲ့လက်တယ်လို့တော့အိုးမန်တလီကအထူးအစီမံဆရာဖုံးမင်းဆန်နဲ့စက်တယ်ရင်ဘာမစိုးအောင်မြင်နေဆိုတဲ့အသိနမိတ်ပေါ့ဟေးကဲလာငါသားတွေပြောနေကြတယ်တခုခုလိုက်ကျင်းပဲလာကဲချစ်တို့ရေမင်္ဂလာနေ့လေးပါမိတ်ဆွေတို့အားလုံးမင်္ဂလာပါအောင်မြင်မှုဆိုတာလွယ်မရပါဘူးအခက်ခဲတွေကလည်းရင်ဆိုင်ဖြည့်ရှင်းပြီးတော့အနာခံမှာအသာဆန်ရမှာဖြစ်ပါတယ်နော်မိတ်ဆွေတို့ကအချစ်ရေးအိမ်တောင်ရေးစီးပွားရေးအခက်ခဲမျိုးစုံကိုလည်းကြုံတွေ့ရပြီဆိုရင်တော့ဆရာစီဖုံးတိုက်ရိုက်ဆက်ပြီးတော့မင်းမြတ်နိုင်ပါလေဘယ်ဆရာကိုဆက်ကမှာလဲဆိုတော့အစီအမန်ဆရာဖုံးမင်းဆန်ရှိကိုဆက်သွယ်ရမှာဖြစ်ပါတယ်နော်ဆရာဖုံးမင်းဆန်ရှိကိုဆက်သွယ်ရမှာဖြစ်ပါတယ်ရရအစီအမန်အဲ့လိုပါကဆရာဖုံးမင်းဆန်လာဘယ်ဒီမေးမြန်းနိုင်ပါလဲနော်ရရအစီအမန်အဲ့လိုပါကဆရာဖုံးမင်းဆန်ထံဘယ်ဒီမေးမြန်းနိုင်ပါတယ်အစီရင်အဲ့ရန်ဝန်ဆောင်မှုအပြည့်အဝကိုဆရာကအသေးစိတ်ဆွေးနွေးပြီးကုညီရှင်းပြပေးနေပါတယ်ဆရာဖုံးမင်းထန်ဆန်ရရအစီအမံများတာဝန်ယူပြီးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်နော်အချီရေးအိမ်တောင်ရေးအခြားသောကိစ္စများကိုတွက်ချက်ပြီးမှဘယ်လိုလုပ်ရင်ဘယ်လိုအဆင်ပြေနိုင်လဲဆိုတာကိုဆရာကပြောပြပေးတာဖြစ်ပါတယ်တွက်ချက်ပြီးအဆင်ပြေနိုင်တယ်ဆိုမှကုညီပေးတာပါအဆင်မပြေနိုင်တဲ့ကိစ္စအတွက်နာမည်အပြတ်မခံပါဘူးနော်ဆရာဖုံးမင်းဆန်ကရရအစီမံဓာတ်ရိုက်တက်စင်အမျိုးမျိုးအတက်နိုင်ဆုံးကိုတာဝန်ယူပြီးကုညီဆောင်ရွက်ပေးနေပါတယ်ယုံကြည်အားကိုးသူများဆရာထံမေးမြန်းနိုင်ပါတယ်ခင်ဗျာအမှန်တကယ်ယုံကြည်သူများဆရာဖုံးမင်းဆန်ထံဖုန်းဆက်ပြီးဓာတ်ရိုက်ဆက်သွယ်နိုင်ပါတယ်ဓာတ်ရိုက်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကတော့09ခွန်639 9639ကိုဖုန်းဆက်ပြီးသို့မဟုတ်09 4341416338ကိုလည်းဖုန်းဆက်ရပါတယ် Viber Telegram TikTok WeChat ကနေလည်းသတင်းတွေမေးနိုင်တယ်လို့ဖိုမှတစ်စင်အစီအမံအနံလိုပါကဓာတ်ရိုက်ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်ဆရာမင်းဖုန်းဆန်ကအိမ်အောင်ကွဲတာတွေ3ပွင့်ဆိုင်ဖြစ်နေတော့အမျိုးမျိုးဒုက္ခအခက်ခဲများဒုက္ခဆန်အောင်အိမ်တော်ရေးအစင်မပြေတာတွေကိုချက်ချင်းအစင်ပြေအောင်အစီအမံတွေအစီအရင်တွေကိုယုံကြည်အနံလိုပါကအွန်လိုင်းကနာမည်နေ့နံတက်ပုံငွေတက်ကလေးအပြည့်အစုံကိုညံပူဇော်ကနဲ့ဆရာကိုပွန့်ပွန့်လင်းလင်းပြောပြီးဆွေးနွေးတိုင်ပင်ရင်မိမိတို့ရဲ့အခက်အခဲကိုမန္တလေးကအထူးအစီအမံဆရာဖုံးမင်းဆန်နဲ့ဆက်သွယ်ရင်ဖြည့်ရှင်းလိုက်ကြစို့လားချစ်တို့ရေဆရာဖုံးမင်းဆန်အစဉ်ပြေစီရမည်